အခုတလောနေရရမ်းပူနေလို့ထမင်းစားတွေပြက်နေတာနဲ့မကြီးရှင်ရွှဲရွှဲလေးနဲ့တုတ်ပေးတဲ့တဲကျွန်းအန်တီဆန်ငါးကောင်းအပူနဲ့အတုပ်စုံဆိုင်မှာတောက်စားမှာဖြစ်ပါတယ်။ဆိုင်လိပ်စာလေးကတော့နေပြည်တော်ပြင်မနာတဲကျွန်းရက်ကွက်တဲကျွန်းဖျက်ရှိလမ်းထဲမှာဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့ကတော့ကျွန်တော်ကနေပြည်တော်ပြင်မနာတဲကျွန်းတဲ့ကအန်တီဆန်အတုပ်ဆိုင်မှာလာစားတာပေါ့နော်။အန်တီဆန်ရေဒီမှာကအတုပ်တွေဘာအတုပ်တွေရအောင်ကျွန်တော်ပြောပြပေးပါအောင်။အာဘူးဟင်းရေခောက်ဆွဲကြာစံတို့ဘူးပဲပြားကြက်ရိုးကြက်စီပါကြက်ရေကွန်ကြက်သွေးခဲပါရှင်။ဟုတ်လားအဲ့တော့တုပ်တွေရောတော့စုံစုံရပါတော့နော်ငါးဘွက်ထက်ဘယ်ရောဘယ်လောက်ကနေစားရအောင်လဲဝဲဟို1500 2000အဲ့ဆိုရင်ကျွန်တော်ကိုဟိုတစ်မျိုးတစ်ပွဲစီတုပ်လိုက်နော်တစ်မျိုးတစ်ပွဲစီတုပ်ပြီနော်အဲ့ဒါအကုန်စားမယ်ဒါလေးတွေကတော့တဲကျွန်းအန်တီဆန်ရဲ့အတုပ်မျိုးစုံပေါ့နော်ဒါအတုပ်တွေတော်များမှာလာပါတယ်အဲ့တော့တော်စောင့်လိုက်ရတယ်ဟိုကလူကတော့ကြာရှိမှလည်းနေရမှာပေါ့နော်အော်ရိုင်းလည်းဇက်လာဟောဒါမှမနေကိုယ့်ကိုယ်တော့ဖြဲတုပ်ပြီးတော့ယူလာတာပေါ့နော်ဒါထမင်းတုပ်တော့ကျွန်တော်တို့ကအခုလိုနေပူနေတဲ့အချိန်ညာဟင်းနေနဲ့စီပြဟင်းနေနဲ့မစားချင်ဘူးတုပ်လေးနဲ့စားချင်တယ်ဆိုလို့ရှိရင်အားလုံးဝအဆင်ပလိတ်တွေကတော့မိုက်တယ်တဲပုံနဲ့ပါနဲ့သူဆိုင်တီးရဆိုပြီးသွားထင်တယ်လို့ပြောနော်ပလိတ်တွေနေရချစ်စရာတွေနော်သူကလက်ဖက်သမင်းပေါ့နော်လက်ဖက်ကတော့အများကြီးတော့မပါဘူးမင်းတို့ဒီပုံမှန်နေချောက်ကြော်လေးပေးချက်နေပါအဲ့ဒီပိုင်းအားကျေဦးတို့ကျေဦးတို့ကတော့ကျွန်တော်တို့ဒီမှာတောင်းမှန်ရယ်ဟောရယ်လေပင်းရယ်စော့ထည့်တာလေးပင်းလုံးထည့်တာပေါ့နော်ဒီလိုပဲအကူငါးစားတယ်ပြောတော့ဒီကျေဦးတော့ကြောက်တော့တပွဲကို2000ပေါ့နော်2000ဆိုတာကတောင်းမှန်ဆိုတောင်းမှန်ပေါ့နော်ခေါင်းဆိုခေါင်းပါအဲ့လိုတပွဲ2000ကျဒါတော့ကျွန်တော်အစုံထည့်တုတ်ထားတာဆိုတော့ခွန်ဟောင်းတော့ကြာတယ်ဒီထဲမှာကကျွန်တော်ဆက်လက်ရွယ်ကော်ပီရယ်ပဲရင်ပေါင်ရယ်ပေါ့နော်အဲ့လိုရွက်လေးအစုံပါတယ်ပြီးတော့ဒီမကြီးရှင်ပေါ့နော်ဒီမကြီးရှင်လေးနဲ့သူကရွှေရွှေလေးထည့်တုတ်တာ sauce လေးပဲပါတယ်ဟောသူ့ရဲ့အရသာကချွတ်ချွတ်ချင်းချင်းလေးနဲ့ပေါ့တော်တော်လေးမိုက်ဒါကြောင့်ကျွန်တော်ငါးကောင်းအာပူပေါ့နော်သူကဒီငါးကောင်းကျွန်တော်ငချင်းဖြူတုံးတယ်တကယ်လို့ငချင်းဖြူရတဲ့တဲလေးကျွန်တော်ကောင်းထက်ကောင်းကောင်းတယ်နော်အဲ့တော့ဒီထဲမှာကကျွန်တော်မုတ်ဖက်တွေပါထည့်စားလို့ရတယ်ကျွန်တော်တော့မုတ်ဖက်မထည့်ထားဘူးအကြော်နဲ့ပဲသွင်းနေပေါ့နော်ရတာပြီပြီးကြည့်ပါဦးနော်တော့ငချင်းဖြူကောင်းသုံးထားတယ်ဆိုတော့ရတာလည်းတော်လို့ချိုမိုက်တော့ငါးကောင်းဟင်းညို့လို့ဘာလို့ကြက်တဲ့လူဆိုလို့တော်လို့မိုက်ငါးကောင်းပါဆိုလို့ရှိရင်တော့1500ငါးကောင်းမပါဘူးဟင်းနဲ့မုတ်ဖက်နဲ့ပဲဆိုလို့ရှိရင်တော့900ပဲပြရတယ်ဈေးရတော့မိုက်နော်900မစား900စားလို့ရပြီးတော့ဒါကျွန်တော်ပြင်မနာရဲ့ signature လို့တော့ပြောလို့ရတယ်เนาะဒါကော်ပြန်ကျော်တော့ကော်ပြန်ကျော်တော့ကကျွန်တော်ဒီနေပြီးတော့ပြင်မနာမှာကကျတော့ဒီကော်ပြန်ကျော်ကိုကော်ပြန်ကျော်ရဲ့ပြီးလို့ရှိရင်တော့ဒီထဲမှာဟိုကစုံရွက်ရဲ့ကော်ပီရဲ့ပဲပါထည့်တယ်ပြီးတော့ဒီထဲကိုကျွန်တော်ကဟိုမကြီးရှင်လေးနဲ့လောင်းပြီးတော့စားတာเนาะအဲ့မကြီးရှင်တွေကတော်တော်လေးကိုမိုက်တာအရင်ကလည်းမရှင်ဘူးအရင်ကလည်းမချိုးဘူးချစ်ချင်းလေးနဲ့ဆက်လေးနဲ့လေးလိုပါတယ်ကစားရတော့နည်းနည်းတော့ထင်တယ်ပေါ့နော်ကျွန်တော်ပိုးထည့်ထားလို့ရှင်တော့ဒါတော့ကျွန်တော်ခောက်သက်ရှင်ဆက်တော့ပေါ့နော်ဒါကတော့ကျွန်တော်အစီတုပ်ဒီဇိုင်ဘက်က2မျိုးလုံးရတယ်ဒါဟိုအစီတုပ်ကကျတော့ကျွန်တော်ပဲမုန်နေစီချက်တွေနဲ့တုပ်တာပေါ့နော်ဒီရှင်ဆက်တုပ်ကကျတော့ဒီကတော့မကြီးရှင်နဲ့တုပ်တာမကြီး sauce နဲ့တုပ်တာနော်အဲ့ဒါကကျွန်တော်ပြင်မနာရဲ့ signature လို့ပြောလို့ရတယ်အဲ့တော့ဒီမကြီးရှင်ရွှဲရွှဲလေးနဲ့စားတာနော်တော့ရှင်းဆက်လေးအခုလိုနေပူတဲ့ရာသီဥတုမျိုးနဲ့ပြဒါလေးကလုံးဝကိုကြိုက်တာဟိုလည်းမရှင်းဆက်တော့လို့ဆိုရင်တပွဲကို1500အစီတုပ်တွေကြက်ရိုးတုပ်တွေပါကြောင့်တပွဲကို2000ဈေးတိုင်းရမှာဆိုလို့ရှိရင်တော်တော်လေးတင်ပြလို့ရတယ်နော်ဒါပြောနေပူတော့လေဟိုထမင်းနေဟင်းနေစီကဟင်းနေတိတ်မစားကြည့်ဘူးလူမရှင်းဆက်လေးနဲ့မှလုံးဝရှင်းသူကမကြီးရှင်ရောက်ကောင်းနေတာဆိုတော့ရှင်းဆက်တုပ်တွေကတော့လုံးဝရှင်းပဲအားကျွန်တော်အစီတုပ်တော့ကောမကြီးရှင်မကြိုက်ဘူးဒီပဲမုန်းနဲ့တုပ်တာစစ်စစ်လေးတုပ်တာကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီအစီတုပ်လေးစားပါနော်ဟောဒီမှာကြာတာလေးရောပေးတယ်ဒီအစီတုပ်ကိုတော့ကျွန်တော် personal ရတော့တိတ်မကြိုက်ဘူးနော်သူကပဲမုန်းနိုင်နေပြင်းနေလို့ဆိုင်တာနော်ဘာခေါ်ရလဲဒီမှာမိုက်တယ်ဆိုင်သေးမယ်သူခေါ်ရလဲမစိုးဘူးနော်အားတယ်မဒီစီတုပ်စီတုပ်လည်းနေချင်ဘယ်လိုစီတုပ်ကြောစီမီမိုက်တယ်ဒီတင်မောဒီကကျတော့ဒီဆိုင်မှာအစီတုပ်လည်းရတယ်ပြီးတော့ကျွန်တော်တို့ငပိနဲ့တုပ်ထားတဲ့ဒီတောတုပ်လို့ခေါ်တော့ပေါ့နော်အဲ့ဒါလည်းရတယ်တုပ်လေးစားငါကအပူလို့တော့ရှယ်ငါကျတော့တူဦးပဲပြအရောပေါ့နော်သူကလည်းဒီမကြီးရှင်နဲ့စားရတာပဲသူက80လေးပဲပေါ့နော်ဒီမှာကဂေါ်ဘီရဲ့ကစုံရွက်ရဲ့ပဲပေါင်လေးကို
ရောနေပြောဒီရှင်ဆိုင်လေးနဲ့စိတ်မျိုးစားတာပေါ့နော်တုံးနဲ့ပဲပြလေးရလဲရတာရှိတယ်ပဲကြက်အယူကိုကြော်တော့ဟိုကြက်အယူကိုကြော်ထားတာပြီးတော့ဒါကိုကျွန်တော်ကဒီ sauce နဲ့ပဲပြန်တော့တာပေါ့နော်သူရဲ့ပွန်ထွက်နဲ့တယ်ပဲဘာမှလည်းနူးပြီအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်အားလုံးကျေးဇူးတင်ပါတယ်နေပြည်တော်အတွင်းအနေရမှာတော့3000ကျင်းနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ NPT Delivery တင်ကိုဆက်သွယ်လိုက်ပါခင်ဗျာ